ဝင်းချနေရင်ပဲခဏခဏစားတဲ့သူတွေအတွက်ဟာရဆောင်လင်ပြီး healthy ဖြစ်တဲ့ထမင်းလေးလုပ်ပြပါမယ်။အရင်ဆုံးကြက်သားပပလိထားတာကိုပဲငပြိုင်တစ်စုံစနစ်နဲ့ရေးထည့်ပြီးတော့ပြုတ်လော်လေးလုပ်ပါမယ်။ကျုပ်အကတလုံးကိုလည်းစီနည်းနည်းလေးနဲ့ကြော်ပါမယ်။တကွားသီးနဲ့မုံလာဦးနီကိုလည်းအနီတော့အချောင်းလေးလှီးထားမယ်။ကျုပ်ကြော်ကိုလည်းချောင်းချောင်းလေးထပ်လိပါမယ်။အထက်ကအစာအတွက်နှုတ်နယ်ပြုတ်ထားလေးလည်းထည့်ပါမယ်။အစီလျှော့ထားတဲ့မီယိုနစ်သုံးတစ်ဝက်စာထမင်းသုံးစုံနဲ့စားနည်းနဲ့ထည့်ပြီးနေပါမယ်။ရင်းကြီးရပေါ်မှာနေထားတဲ့ထမင်းတွေကိုတခြားဖြတ်ခင်းပြီးတော့ကင်ထားတဲ့ကြက်သားလက်တုပ်စာကျုပ်အကတလုံးကြော်ထားတာနဲ့အသီးရွက်လေးတွေလိုက်ထည့်ပါမယ်။ဟင်းနွယ်ရတော့ကယ်လိုရီလည်းနဲ့ဖိုင်ဘာလည်းများပြီးတော့ဗီတာမင်တွေဆောင်လည်တာမလို့စားပေးတင်ပါရဲ့။ထည့်ထားတဲ့အစာပလာတွေများတာမလို့တခြားလေးကျစ်သွားအောင်လိပ်ပေးရပါမယ်။ကယ်လိုရင်းကြီးကအရင်ပလို့ပေါက်သွားရင်လည်းဒီလိုမျိုးလေးပြင်ပြီးလုပ်လို့ရပါသေးတယ်။အစာနဲ့အစုံကိုတခြားမှတ်ပြီးရေလေးတုပ်ပြီးလိုက်တာပါ။အရင်လွယ်ပါတယ်။ဒီလိုဆိုရင်တော့အနာစာတွေမရှိအင်းကြီးလေးရပါပြီ။ဘလို့ဖြစ်ရှင်းရမလဲပါတခါတည်းတင်ပြီးလိုက်ပါတယ်။ကယ်လိုရီများရှိတဲ့ဝင်ချင်းရှိပြီးတော့တခုစားရုံနဲ့ဘိုင်ဝစီတဲ့အပြင်အစာချေစနစ်ကိုလည်းတော်တော်လေးကိုကောင်းစေပါတယ်။ကင်မချီနဲ့တွဲဆိုင်လည်းအရင်လိုက်ဖက်ပါတယ်။လှုပ်စားကြည့်ကြပါနော်။